လောကမှာစိတ်ကောင်းနှလုံးကောင်းရှိနေတဲ့သူတွေကိုယ့်အပေါ်လဲစေတနာကောင်းထားနေတဲ့သူတွေကိုဘယ်တော့မှစိတ်ထိခိုက်သွားအောင်စိတ်တွေနားသွားအောင်မလုပ်မိပါစေနဲ့သူတို့ကိုကစိတ်တွေထိခိုက်စိတ်တွေနားသွားအောင်လုပ်လိုက်တဲ့အခါသူတို့ကအတန်တွေထွက်ပြီးတော့အောနေကြမှာကိုပြန်ပြီးတော့ရန်တွေတွေ့ရန်တွေပြုရန်တွေနဲ့တုံ့ပြန်တာတွေလုပ်နေကြမှာတော့မဟုတ်ဘူးသူတို့ရဲ့နာကျင်မှုတွေကိုစိတ်ထဲမှာပဲသိမ့်ထားပြီးတော့သူဟာပေါင်းသင့်လက်သွဲတဲ့လူတစ်ယောက်မဟုတ်ဘူးဆိုပြီးတော့မင်းတန်ဖိုးနဲ့မင်းစိတ်ဓာတ်တွေကိုသူတို့ကတတ်မှတ်ပြီးတော့မင်းနဲ့တွဲနေတဲ့လက်တွေကိုတဖြည်းဖြည်းဖြုတ်သွားကြလိမ့်မယ်ပြီးရင်သူတို့ကမင်းနဲ့ဝေးရစီကိုတဖြည်းဖြည်းနဲ့ခွဲခွာသွားကြလိမ့်မယ်တိတ်ကလေးနဲ့မင်းနဲ့ဝေးရမှာတဖြည်းဖြည်းခွာသွားပြီးတဲ့နောက်မင်းစီကိုဘယ်တော့မှပြန်လာတော့မှမဟုတ်တော့ဘူးအဲ့ဒါလို့သူတွေကသူတို့ဘယ်လိုပဲခံခဲ့ရဘာတွေပဲခံခဲ့ရသူတို့အလုပ်တွေကိုပဲသူတို့ကကြိုးစားပြီးတော့ခေါင်းထဲထည့်ပြီးသူတို့ဘဝကောင်းစားဖို့တွေကိုပဲအမြဲတွေးအမြဲလုပ်နေတယ်သူတို့ကိုသူတို့တန်မာနေအောင်အမြဲကြိုးစားနေကြတယ်ပြီးတော့သူတို့လိုစိတ်ကောင်းစေတနာကောင်းရှိသူတွေနဲ့ပဲလက်တွဲပြီးတော့လောကထဲမှာအောင်မြင်သူတွေအဖြစ်နဲ့ရှောက်လှမ်းနေကြလိမ့်မယ်အဲ့ဒီမှာမင်းခံလိုက်ရတာကတော့မင်းအဲ့ဒါလိုလူကောင်းသူကောင်းတွေကိုလက်လွတ်ဆုံးရှုံးလိုက်ရတာကတော့မင်းအတွက်အဆုံးရှုံးကြီးဆုံးရှုံးသွားတာပဲမိတ်ကောင်းဆွေကောင်းရှိခြင်းဟာလောကမှာကောင်းကျိုးထက်ဝက်လောက်ကိုပြည့်စေနိုင်တယ်လို့ရှင်အာနန္ဒာကဘုရားကိုလျှောက်တော့ဘုရားကအာနန္ဒာအဲ့ဒါလိုမပြောနဲ့တဲ့မိတ်ကောင်းဆွေကောင်းရှိခြင်းဟာလောကရဲ့ကောင်းကျိုးထက်ဝက်ပြည့်စေနိုင်ုံမကဘူးလောကရဲ့ကောင်းကျိုးအလုံးကိုပြည့်စေနိုင်တယ်လို့ဆိုရမယ်တဲ့ဖယားဆိုတဲ့မိတ်ဆွေကောင်းကိုရလို့ရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့စတဲ့သူတွေအကျိုးကောင်းတွေရပြီးတော့ဘဝကလွတ်မြောက်သွားကြတယ်မဟုတ်လားဒါကြောင့်ဘဝမှာဘယ်တော့မှစိတ်ကောင်းစေတနာကောင်းရှိပြီးတော့ကိုယ့်အပေါ်စေတနာကောင်းတွေထားနေတဲ့သူတွေကိုမဆုံးရှုံးအောင်ကြိုးစားပါစာနေယပေတနီပစ္စံကိုယ့်အလုသမားတွေရဲ့သဘောကိုခိုင်စမ်းကြည့်ပြီးမှသိနိုင်တယ်တဲ့ဗန္ဒနံပိဘယာကတိဆွေမျိုးတွေရဲ့သဘောဆွေမျိုးတွေကောင်းမကောင်းကိုတော့ဘေးတွေတွေ့လို့အခက်တွေကျုံလာတဲ့အခါမှသိရတယ်တဲ့အာဗရာတုတထာမိတ်တံမိတ်ဆွေတွေရဲ့သဘောကိုတော့စီးပွားတွေပြက်